ပြည်သူပြောသေးတာပါလေပြည်သူတွေလုံးမလုံးလို့ဆိုတဲ့ခါကျတော့အလုံးလုံးဖို့နေတာမြန်မာပြည်ကုန်စည်နှုန်းကြီးနေတာသူ့ကြောင့်သူ့အစိုးရကြောင့်သူ့ရဲ့ညံပြင်းမှုကြောင့်ဆိုတာတခွန်းတစ်ခါမှသူပေါ့နော်နိုင်ငံရေးအခက်ခဲကြောင့်ဆိုတော့လုံးဝမပြောဘဲနဲ့ပြည်သူပဲလည်းညှို့ထိုးသွားတယ်အဲ့လောက်ထိညံပြင်းသေးတဲ့အောင်နောက်ရှိတဲ့ဦးမင်းအောင်လှိုင်ဟာဘလို့လုတ်ပြီးတော့ဒီလိုသမရဖြစ်မှရပါမယ်ဆိုတော့ဘယ်သူကများဘယ်လိုပေါ့နော်ခင်ဗျားတို့အုံနောက်တွေမှာရှိကြသေးတယ်ခင်ဗျားတို့ကျွန်တော်မေးချင်တာအဲ့ဒီပြည်ခိုင်ဖြိုးနော်အပြည်ခိုင်ဖြိုးလည်းမေးချင်တာပြည်ခိုင်ဖြိုးကအမှတက်တယ်လည်းကြီးနေပါပြီဗျာခင်ဗျားတို့ဒီထက်တော့အုံနောက်ကြီးလာဖို့တော့မျှော်လင့်နေမယ်အုံနောက်ပဲတကယ်မရှိတာကြောက်လို့လားအဲ့နှစ်ခုကတခုခုပဲနော်ကြောက်လို့လားဦးမင်းအောင်နိုင်ငံရေးအမြင်ရှိပါတယ်စီရေးအမြင်ရှိပါတယ်ဒီလောက်အတွေးတိမ်နဲ့နော်နိုင်ငံရေးအပြည့်ဟိုဘယ်ခေါ်မလဲဆိုတော့လူကြီးဖြစ်ပြီးတော့ဗျာနော်နာယကဂုံလေးတောင်မှညီအောင်စကားမပြောတတ်တဲ့သူကတမရတက်လောက်နေတာအဲ့တော့လည်းခင်ဗျားတို့လက်ခံတာပဲနော်ဦးမင်းအောင်လည်းတမရယူပုံဆိုလည်းခင်ဗျားတို့ဝေးဝေးမကြည့်နဲ့ရိုးရှင်းနေတာပဲနော်သူဗျာစစ်ကောင်းဆောင်အနေနဲ့ကတမရဖြစ်ချင်လည်းဖြစ်ခွင့်ရှိပါတယ်နောက်ဖေးပေါက်ကဝင်လို့ရတယ်ဘာမှဖြစ်ဘူးဘာကြောင့်လဲဆိုတော့ကျုံမြန်မာနိုင်ငံရဲ့စနစ်ကိုကပါလီမန်စနစ်နဲ့ဒီ presidential စနစ်နှစ်ခုပြပေါင်းလာတာဖြစ်တယ်လေပေါင်းလာဖြစ်တော့ကြောင့်ဘယ်သူ့ကိုမဆိုတမရတင်ပိုင်ခွင့်ရှိပါတယ်တမရလောင်းရွေးပိုင်ခွင့်ရှိပါတယ်နော်အဲ့တော့တမရလောင်းရွေးနိုင်တဲ့အဖွဲ့ကလွတ်တော်မှာ၃အုပ်စုရှိတယ်နော်အမျိုးသားလွတ်တော်ပြည်သူလွတ်တော်ပြီးတော့လို့ရှိရင်တက်မတော်သားကိုယ်စားလှယ်အုပ်စုအဲ့တော့တစ်ဖွဲ့ကနေပြီးတော့တယောက်စီရွေးမယ်ပေါ့ဗျာနော်တယောက်စီရွေးမယ်တယောက်စီရွေးပြီးလို့ရှိရင်အမျိုးသားလွတ်တော်မှာတခါတည်းကျွန်တော်တို့လွတ်တော်နေ့ရက်ပေါင်းမှာမဲခွဲဆုံးဖြတ်ပြီးတော့အများဆုံးလူကအမှတ်ရမယ်အများဆုံးလူကသမရဖြစ်မှာပေါ့ဗျာနော်သမရဖြစ်မဲ့နေရာမှာဦးမင်းအောင်လှိုင်အနေနဲ့ပြည်ခိုင်ဖြိုးဗျာပြည်ခိုင်ဖြိုးလည်းကျွန်တော်မေးကြခင်ဗျားတို့အုံနောက်တွေကအသိဉာဏ်တွေကနဲတာလားနော်ခင်ဗျားတို့အဲ့ဒီမှာဗျာဟိုဒီလိုလူမျိုးမှာသမရလုံးတင်ပါတယ်ဆိုတော့ထွက်ပြောတဲ့ပုံကိုရှိတယ်ကျွန်တော်နာမည်ပြောလို့မကောင်းလို့ခင်ဗျားမှာအုံနောက်ရှိသေးတယ်ကျွန်တော်မေးချင်တာအုံနောက်တွေရှိကြသေးတယ်ကျွန်တော်မေးချင်တာကြောက်လို့လားကြောက်လို့ပြောရတယ်ဆိုတော့ဝင်ခံပါလေနော်ဝင်ဘယ်လိုခေါ်မလဲဆိုဝင်ခံလိုက်ဒါဒီလူရေချင်းရှိလို့နေရပေးရပါဆိုလို့ရှိရင်တော့ခင်ဗျားတို့ဂျွန်းသာပတ်ထိုးလိုက်တော့နော်လွတ်တော်တစ်ပတ်ဂျွန်းထိုးခိုင်းနေကျွန်တော်ဆိုလို့ရှိရင်တော့လွတ်တော်တစ်ပတ်ကိုလေခင်ဗျားတို့လွတ်တော်အဆောင်တစ်ပတ်ကိုခင်ဗျားတို့အဲ့ပြည်ခိုင်တို့တစ်ဖွဲ့လုံးကျွန်တော်ဂျွန်းပတ်ထိုးခိုင်းတယ်ကျွန်တော်ဒါအာနာရှိအကုန်လုံးဂျွန်းနဲ့ပတ်ဘာကြောင့်လဲဆိုတော့လောက်ကိုလောက်အောင်ဘာကြောင့်ဆိုအုံနောက်ကလဲမလာဘူးလေအဲ့တော့စနာကျွန်တော်ပြောလို့ပေါ့အစုဖွဲ့၃ဖွဲ့ရှိတယ်၃ဖွဲ့ကနေပြီးတော့ကိုယ်စတဲ့တယောက်စီရွေးလေးကဦးမင်းအောင်လှိုင်အနေနဲ့ကပြည်ခိုင်ဖြိုးကိုမင်းချစ်စရာမလိုပြည်ခိုင်ဖြိုးကိုအတင်းအာဓမသွားပြီးတော့ဟိုတမရငါ့ကိုယ်စလဲခန့်မှာအမှန်တကယ်ကဗျာသူ့ကိုခန့်တဲ့စစ်သားမို့လို့ဟုတ်လားဘယ်ခေါ်မလဲဆိုတော့စစ်သားကိုယ်စလဲ25ရာခိုင်နှုန်းကနေပြီးတော့သူ့ကိုအမည်စင်းတင်သွင်းတယ်တမရလောင်းအမည်စင်းတင်သွင်းတယ်ဒါဆိုလို့ရှိရင်သူတမရယူတော့လဲလက်ခံလို့ရတယ်လက်ခံလို့ရတယ်အမျိုးသားလွတ်တော်ကတယောက်တင်သွင်းမယ်ဗျာနော်ဥအောင်နွေးနေလို့ပဲဖြစ်ဘူးပဲဖြစ်ပေါ့တင်သွင်းမှာဥညိုစောပဲတင်သွင်းလို့ရအမျိုးသားလွတ်တော်ပြည်ခိုင်ဖြိုးပါတီကအနိုင်ရထားတဲ့ပြည်သူလွတ်တော်မှာတော့သူတို့ကရွေးချယ်တင်မြှောက်လိုက်တဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ်လေဗျာသူတို့ကဘယ်လိုခေါ်မလဲဆိုတော့သူတို့ကတင်မြှောက်လိုက်တော့တမရလောင်းဖြစ်ရမယ်လေဗျာအဲ့လိုမဟုတ်ဘဲနဲ့အဲ့ဒီချင်းရမှာသိရမှာပါလဲဆိုတဲ့ခါကျတော့အစုဖွဲ့၃ဖွဲ့ကတင်သွင်းကြမှာဟုတ်တင်သွင်းတဲ့ခါမှာတက်မတော်သားကိုယ်စားလှယ်ကတင်သွင်းလို့ရှိရင်လည်းမဲရအဲ့လောက်နိုင်မှာမဟုတ်ဘူးတိတ်မသေးချဘူးပေါ့ဗျာနော်မသေးချဘူးဟုတ်ပြီအမျိုးသားလွတ်တော်ကတင်သွင်းမယ်ဟဲ့ဆိုလို့ရှိရင်လည်းမဲကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နောက်ထပ်ထားပါတော့ကျွန်တော်တို့တက်မတော်သားကိုယ်စားလှယ်ကတင်သွင်းတဲ့တမရတယောက်တမရလောင်းတယောက်ကမျိုးသားလွတ်တော်မှာသူကမဲအလုံးပေါင်းနောက်ထပ်85ရာခိုင်နှုန်းလောက်ရှာရမှာဟုတ်ဘာကြောင့်လဲဆိုတော့သူကလူနည်းစုတည်းဖြစ်တယ်နော်လွတ်တော်မှာနည်းစုတည်းဖြစ်တယ်အဲ့တော့နောက်ဆက်85ရာခိုင်နှုန်းလောက်မဲရမှသူကမဲပြန်ရမှာအဲ့တော့အဲ့ချိန်မှာသူကလည်းမသေးချဘူးအမျိုးသားလွတ်တော်ကအမျိုးသားလွတ်တော်ကတင်မြှောက်တိုက်တယ်မနော်ဟိုဘယ်လိုခေါ်မလဲဆိုတော့တမရလောင်းတယောက်ကလည်းအမှန်တကယ်သူအမဲရအများဆုံးရဘယ်လောက်ခေါ်45ရာခိုင်နှုန်းပဲရမသေးချဘူးလုံးဝမသေးချဘူးတော့ဒါပေမဲ့ပြည်သူလွတ်တော်ကလူများစုဗျကိုယ်စားလှယ်များစုဆိုတဲ့အခါပြည်သူလွတ်တော်ကတင်မြှောက်လိုက်တဲ့ဟိုကျွန်တော်တမရလောင်းတယောက်ကမဲကမရဘူးဆိုလို့ရှိရင်65ရာခိုင်နှုန်းကရယူသွားပြီနောက်ထပ်အများဆုံးရှာရနော်နောက်ထပ်အများဆုံးရှာရ9မဲ10မဲဘယ်လိုခေါ်မလဲဆိုရင်10မဲလောက်ရှာလိုက်ရင်ရပြီအဲ့တော့ပြည်သူလွတ်တော်ကတင်မြှောက်လိုက်လို့ရှိရင်လုံးဝတမရဖြစ်မှာဟုတ်နော်အဲ့တော့ပြည်သူလွတ်တော်ကဘယ်သူပိုင်စည်းထားလဲဆိုတဲ့ခါကျတော့ပြည်ခိုင်ဖြိုးပါတီပဲပိုင်စည်းထားတာပါအဲ့ဒီခါကျတော့ဦးမင်းအောင်လှိုင်ကတမရယူပုံများကျွန်တော်ပြောပြမယ်နော်သူစစ်သားဗျာတက်မတော်သားကိုယ်စားလှယ်ကနေပြီးတော့ဟုတ်တယ်ကျုပ်တို့တက်ချုပ်ကြီးကိုဟုတ်လားတမရလောင်းဖြစ်စေခြင်းနဲ့တမရလောင်းတင်သွင်းတယ်ဗျာဘယ်သူမှဘယ်လိုခေါ်မလဲသူ့ကိုမရိုးမဖြောက်မပြောရဲဘူးပြောစရာအကြောင်းမရှိဘူးဘာကြောင့်လဲစစ်သားမို့လို့သူတို့ခေါင်းဆောင်ကိုသူတို့တမရလောင်းတင်သွင်းလို့ရ
မဟုတ်ဘူးအခုသူလုပ်တဲ့ပုံစံကအမျိုးသားလွတ်တော်ကလည်းတင်သွင်းလို့ရှိရင်လည်းဒါလုပ်လို့မရဘူးဘာကြောင့်ဆိုတော့အမျိုးသားလွတ်တော်ကရွေးကောက်ခံပြီးတက်လာတဲ့သူတွေအဲ့တော့အဲ့ဒါကိုပို့ပြီးတေချအောင်ဆိုပြီးတော့เนาะခင်ဗျားတို့ရဲ့ဘဘကြီးကျွန်တော်တို့အားလုံးရဲ့ဘဘကြီးပေါ့ဗျာနော်တမနာယူကဘာလုပ်လဲဆိုလို့ရှိရင်ပြည်ခိုင်ဖြိုးပါတီတီးဆိုထားတော့အဲ့ဒီပြည်သူလွတ်တော်ကိုသွားပြီးတော့တမနာဘယ်လိုကောတမနာလောင်းပေါ့နော်တမနာလောင်းအမီတည်သွင်းမှုကိုဓမြသွားတိုက်လာတာအားလုံးကနပန်းနေအောင်ကျင်းခဲ့လာမသိဘူးကျွန်တော်ကြည့်ရတာယူဒန်တောင်းမှာမဟုတ်ဘူးဘာကြောင့်ဆိုပြည်ခိုင်ဖြိုးကဘယ်နိုင်ငံမှာဖြစ်ဗျာနော်ဟိုဘယ်သူကရောတမနာမလုပ်ချင်ရှိမလဲဗျာနော်အားလုံးကကိုယုံကြည်ကြသူတွေမြန်မာတိုင်းနိုင်ငံလုံးမှာဒီပေါ့ဦးမင်းအွန်လိုင်းလောက်အုံနောက်ရှိရသူမရှိဘူးပေါ့နော်ဆိုလို့ရှိရင်ခမားတို့အားလုံးတိုင်တဲ့ခေါင်းနဲ့ပြေးဆောင်ကျွန်တော်ပြောချင်အဲ့လွတ်တော်အကောင်လုံးဒီပြည်ခိုင်ဖြိုးတစ်ဖွဲ့လုံးကျွန်တော်ပြောချင်တာခမားတို့ကျွန်တော်သာဆိုလို့ရှိရင်လေကျွန်တော်သာဦးမင်းအွန်လိုင်းဆိုလို့ရှိရင်ဒီတိုင်းမတောင်းခမားတို့စီကနေပြောတဲ့လွတ်တော်တစ်ပတ်လုံးကိုဂျုံထိုးခိုင်းတယ်ခမားတို့လောက်တတ်တိမရှိထမိန်ဝတ်ထားမယ်ဆိုတဲ့နော်ခမားလွတ်တော်တစ်ပတ်လုံးကိုကျွန်တော်ဂျုံထိုးခိုင်း